တော့ငါ9သိန်းပေးမယ်နော်ငါအပြက်ရောင်းလိုက်တော့ပြက်လားအေးဟုတ်တယ်လေပြက်ကြတော့ဟဲ့မရောင်းရင်နေရအောင်ရတယ်ငါတို့အပေါင်လုံးမခံဘူးတဲ့ပြောတာရောင်းလိုက်မယ်ဗျာရောင်းပါဟုတ်အေးပြောရောင်းမယ်ဆိုရဟော9သိန်းလောက်သွားအမုတ်ကိုမယူနဲ့တော့လေကျွန်တော်ဟိုပြန်ထိုးလိုက်အော်ဟုတ်တယ် sorry ဟိုကို9သိန်းဘူးဟုတ်83 83 5သိန်းနော်5သိန်းဟုတ်โอเคဟိုပါကို83 5သိန်းမဟုတ်ကွာ5သိန်း1000မို့လို့ဟုတ်1000ကတော့ကျွန်တော်ဒီမှာအိမ်ကိုပြန်ပေးအောင်ပါဟုတ်အေးဟုတ်နော်5သိန်း1000ဘူးโอเคအဲ့ဒါကျွန်တော်ညနေမှာပတ်စံလာထုတ်လိုက်โอเคတော့အော်ခဏနေသွားလိုက်ယူလိုက်သွားဆိုင်ကယ်ကြီးမှာမောင်းပြေးသွားမှာသွားလိုက်ယူဒီငါ့ကိုဘယ်လောက်ဘူးလဲဒီငါ့ကိုဟိုငါ900ဘူး900ဘူး900ဘူးဟုတ်ပြီပြီးတော့ပါလေပြီးတော့ဟို6ဘူးလဲ900ဘူး6ဘူး900ဘူးဟုတ်ပြီ6ဘူး900ဘူးပြီးတော့ဟိုဟာဘောဒီလာထိုင်လားဘောဒီထိုင်ဟဲ့ဟိုဘက်နဲ့တို့ဟုတ်ဘောဒီထိုင်ဘောဒီဒီတော့ဘောဒီဘာထုံးမှာ83ဟုတ်ပြီ5သိန်းဘူး5သိန်းဘူးโอเคဘောဒီတိုင်းအောင်ပါဟာဘလို့မေးလိုက်တာလဲကွာမင်းမသိလိုက်ကြလားအော် sorry ဘောဒီတဲ့မေရော5သိန်းဘူးတဲ့ထိုးမှာโอเคတဲ့ဘောဒီဘာလို့လဲပတ်စံပေးမလို့ဟုတ်တယ်လေဟုတ်ဘောဒီမပေးနဲ့တော့လေဘောဒီညနေဘောဒီပေါက်မှာပဲအပတ်ဆိုင်နဲ့ကျွန်တော်ဖြတ်လိုက်မယ်5သိန်းဟုတ်ပြီလားဩပြီးတော့လေအဲ့ဒါโอเคနော်โอเคအဲ့ဆိုမပေးတော့မပေးနဲ့ဘောဒီโอเคဘယ်အောင်လိုက်ပြီโอเคဘောဒီโอเคနောက်ဆုံးလေးပြစီတီမြစ်တတရင်းကပေါ်ထားတယ်လားငါပြောလင်း5သိန်းဘူးလားဟာဟုတ်တယ်လေဒီမှာသူကရမ်းလို့ထိုးရမုံတော့သူထိုးလိုက်ကနေထွက်ကိုထွက်တယ်ပြီးလားဟုတ်အဲ့ဒါညနေထွက်ဟာညနေကျရင်ကြီးလိုက်ဟုတ်ပြီလားဘယ်တော့မှလည်းမကြည့်နဲ့ဘီတော့ပါဘာတခုမှမငဲ့ပေါက်ပါလောက်ပါမယ်ဟောပေါက်မယ်ရောင်းမယ်the song is all like that ကြားတယ်လို့ငါလေးမေးရောင်းလိုက်တော့ရောင်းမလားရောင်းမှာoh yes that ပတ်ထန်ယူမှာ the song is all like that ဟဲ့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